ဇက်လန်းအဖွင့်အခန်းမှာတော့ကြားခေပုံစံလူတယောက်လမ်းပေါ်မှာခရီးသွားရင်းသူ့အလုံးနဲ့သူနေချိန်မှာပဲရုတ်တရက်သူ့ရှေ့ကိုအီယာမဘလူးမြောက်တကောင်ပေါ်လာပါတယ်။အဲ့ဒီလူဟာရက်ဆက်စွာတိုက်ခိုက်ခံလိုက်ရပြီးအဝိယုတ်လေးတစ်ရုပ်လိုလွင့်ဆင်သွားခဲ့ရပါတယ်။ဘလူးမြောက်ကတော့တာမန်ထက်ပိုမိုအားကောင်းလုံးနေပုံပါပဲ။အဲ့ဒီနောက်မှာတော့အဲ့ဒီလူရဲ့အကြောင်းကိုအချင်းချုပ်မိတ်ဆက်ပေးထားပါတယ်။သူကတော့လွန်ခဲ့တဲ့နှစ်ပေါင်းရာနဲ့ချီကနတ်ပြည် Heavenly Palace မှာယုံရင်းဆန်ခတ်ဖြစ်အောင်လုပ်ခဲ့တဲ့မာနာကြီးသူစွန့်ဦးခေါင်ပါပဲ။သူဟာကောင်းကင်ကိုဖောက်ထွင်းပြီးဗျံပရာဖြစ်အောင်လုပ်ခဲ့တယ်ဆိုတာကိုဖော်ပြထားပါတယ်။အဲ့ဒီလုပ်ရက်တွေကြောင့်နောက်ဆုံးမှာတော့သူနတ်ပြည်ကနေနှင်ထုတ်ခံခဲ့ရပါတယ်။အခုတော့သူကဘာမြေကိုပြုတ်ကျလာပြီးအကျဉ်းချခံနေရပြီမဲ့သူဘယ်မှာရှိနေလဲဆိုတာကိုတော့ဘယ်သူမှမသိကြပါဘူး။လက်ရှိအချိန်ကိုရောက်လာတဲ့အခါစွန့်ဦးခေါင်ကိုရှာဖွေဖို့တာဝန်တရက်နဲ့ခရီးထွက်လာတဲ့ရီဆိုတဲ့မိန်းကလေးငယ်တစ်ယောက်ကိုမိတ်ဆက်ပေးပါတယ်။စွန့်ဦးခေါင်ကိုရှာဖွေဖို့ဖြစ်ပါတယ်။သူမကနတ်ပြည်ကိုသွားဖို့အတွက်ဦးခေါင်ရဲ့အကူအညီကိုရယူနိုင်ဖို့သူ့ကိုရှာတွေ့ချင်နေတာပါ။ရီကတော့ငကားနဲ့ဖျားလုံးထိုက်စီရဲ့လက်ချက်ကြောင့်မိဘတွေပေးဆုံးခဲ့ရတဲ့သူမရဲ့ဝမ်းနည်းစရာအဖြစ်ဆိုကိုတိုင်ကြားချင်လို့ဖြစ်ပါတယ်။တနည်းမှာတော့ရီတယောက်ဦးခေါင်ကိုဖမ်းဆီးထားတယ်လို့ယူဆရတဲ့နေရာကိုရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့သူမကိုဖမ်းဖို့ကြိုးစားတဲ့မကောင်းဆိုးရွားတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။လွတ်မြောက်ဖို့ကြိုးစားရင်းနဲ့ရီတယောက်ပြေးလိုက်ပေမဲ့မြေပြင်ကကွဲအပ်သွားပြီးသူမအထဲကိုပြုတ်ကျသွားခဲ့ပါတယ်။ဒီအချိန်မှာမကောင်းဆိုးရွားတွေကကလေးမလေးကိုဖမ်းပြီးတော့မဲ့ဆဲဆဲမှာပဲရုတ်တရက်ရင်းနှီးတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်။အဲ့ဒါကတော့တခြားသူမဟုတ်ပဲဝူခေါင်ပါပဲ။တစ်ခုတည်းတော့ပြဿနာကသူကတန်ချေချင်းနေနဲ့ချီနှောင်ခံထားရတာကြောင့်မကောင်းဆိုးရွားတွေကသူ့ကိုလုံးဝဂရုမစိုက်ကြပါဘူး။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲရီတယောက်မတော်တဆခလုံးတစ်ခုကိုထိမိလိုက်ရကဝူခေါင်ကိုအကျဉ်းချရာကနေလွတ်မြောက်သွားစီပါတယ်။အခုလွတ်မြောက်သွားတဲ့အခါမှာတော့သူကသူ့ရဲ့ထူးခြားတဲ့စွမ်းရည်ကိုသုံးပြီးမကောင်းဆိုးရွားအားလုံးကိုအမြန်ဆုံးအနိုင်ယူလိုက်ကရီနဲ့အတူအဲ့ဒီနေရာကနေထွက်ပြေးသွားပါမယ်။နောက်တစ်ခါမှာတော့အစွမ်းထက်တဲ့ဝူခေါင်ဖျက်ဆီးခဲ့တဲ့သူ့ရဲ့နန်းတော်ဟောင်းကိုကြည့်ရှုနေတဲ့ထိုက်စီကိုမြင်တွေ့ရပါတယ်။သူကအဲ့ဒီဖြစ်ရကြောင့်စိတ်ထိခိုက်နေစေပါ။အဲ့ဒီအချိန်မှာပဲအစီခံမိန်းကလေးတယောက်ကသူ့အတွက်အဖျော်ရမကယူလာပြီးနန်းတော်ဟောင်းအကြောင်းကိုနောက်ပြောင်ဆက်နောက်လိုက်ပါတယ်။ဒါကထိုက်စီကိုအရန်ဒေါသထွက်စေတာကြောင့်ဒေါသအရသူ့အစီခံမိန်းကလေးကိုဓာတ်နဲ့ထိုးတက်လိုက်ပါတယ်။ခဏကြာမှာတော့ဝူခေါင်လွတ်မြောက်သွားပြီးသူနဲ့ပြင်းထန်တဲ့တိုက်ပွဲဆင်နွှဲဖို့ပြင်ဆင်နေပြီဆိုတဲ့သတင်းကိုထိုက်စီရရှိလိုက်ပါတယ်။တစ်ဖက်မှာတော့ဝူခေါင်ကကလေးမလေးကိုတတိပြန်ဝင်လာအောင်နှိုးလိုက်သူမသူ့ကိုမြင်လိုက်တာနဲ့Tuma Thukum Tin Chat Swa Fit Highlighter ဒါပေမဲ့ဝူခေါင်ကိုဘလောက်ခိုးရမလဲဆိုတာရည်ချောက်ဝိခွဲမရဖြစ်နေပါသူကဘလူလာတရိစန်လာဆိုတော့ Tuma မသိချလို့ပါ Tuma ရဲ့ဝိခွဲမရဖြစ်နေတော့ရှင်းလင်းပေးဖို့ဝူခေါင်ကသူ့တကယ်တမ်းမြောက်ပြန်ဖြစ်ချောင်းအတိပြုပေးလိုက်တာဒီက Tuma ကနက်ကြီးအောင်ခုန်နေပေးဖို့ဝူခေါင်ကိုထုံးဆိုလိုက်တာဘာလို့ထလဲဆိုတာ Tuma ကသူမရဲ့မိဘတွေကိုတပ်ဖြတ်ခဲ့တဲ့ငကားနတ်ဖျားရဲ့ဆိုးရွားလာတဲ့အမှားအတွက်တိုင်ကြားချင်တာကြောင့်ဖြစ်ပါတယ်ဝူခေါင်ကတော့ဟုတ်တယ်လို့တမ်းမပြောပေမဲ့သူ့အိမ်ဟောင်းကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါကြောင့်သူတို့ခရီးစတင်ခဲ့ကြပြီးနေမီအမျိုးမျိုးကိုဖျက်ဆီးသွားလာရင်းနဲ့လူသူကင်းမဲ့နေပုံရတဲ့ဘလူးရွာတရွာကိုရောက်ရှိသွားခဲ့ပါတယ်။ထေချာကြည့်ရှုလိုက်တဲ့အခါမှာတော့ဘလူးတွေဟာရှန်ဒေးလို့ခေါ်တဲ့ရက်ဆက်တဲ့အုပ်ဆိုရှင်နက်ဖီအော်တပါရဲ့ဖိနစ်ချုပ်ချမှုအောက်မှာကာရိုနာကင်းမက်စ်ဝါတန်ချီချင်းခတ်ဆန်ထော်ရောက်ပြီးဖိနစ်ခံနေရတော့ကိုဒူးဒဘောပေါက်သွားပါတယ်။နက်ဖီအော်တွေကိုဖုန်ကန်ခိတ်တဲ့တို့ရဲ့အတိတ်ကလောက်ရတဲ့ကြောင့်ဘလူးတွေကိုအခုဆိုရင်ရက်ဆက်တဲ့ဖြစ်ကန်ပေးခြင်းတရားတပိတကောင်ပြီးတကောင်ဖတ်ပြနေကြပါပြီ။ဒီမြင်ကွင်းကိုကြည့်ပြီးဝူခေါင်တယောက်စိတ်မကောင်းဖြစ်ကရှန်ဒေးကိုတိုက်ခိုက်ပြီးသူ့ရဲ့ကြောင်မဲ့ဖွယ်အုပ်ချုပ်မှုကိုအဆုံးသတ်ပြီးဖို့ကိုယ်တိုင်ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူမလှုပ်ရှားခင်မှာပဲဝူခေါင်ရဲ့အကူနောက်ကနေတယောက်ကလာပုတ်လိုက်ပါတယ်သူကတော့ဝူခေါင်ရဲ့အကူလိဖြစ်ပြီးဝူခေါင်ကိုတတိလက်သွားအောင်ရိုက်ချလိုက်ပါတယ်နောက်တနားရီအနေငယ်ကြတွင်ဝူခေါင်တတိပြန်ရလာပြီးလီဝရဲ့နေအိမ်တွင်ရှိနေတယ်ကိုတွေ့လိုက်ရပြီကလေးမလေးရီလည်းအဲ့ဒီမှာရှိနေပြီးအစားစားတော့နေပါတယ်လီဝကဝူခေါင်ကိုအသက်မခံရအောင်ကယ်တင်ဖို့အတွက်တတိလက်သွားအောင်လုပ်ခဲ့တာဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ညီဟာအခုချိန်မှာပင်လယ်နိုင်ငံတော်ထဲမှာအိပ်မိနေတဲ့သူ့ရဲ့ရွှေထောင်ဝေးမပါပဲစွမ်းအားမဲ့နေမှသူသိထားလို့ပါလီဝကဝူခေါင်ကိုနတ်ဖျားကိုတိုက်ခိုက်ဖို့တားဆီးဖို့ကြိုးစားပါတယ်ဘာလို့လဲဆိုတော့အရင်ကသူအစွမ်းအစပြအောင်နတ်ပြည်မှာပုံကန်ခဲ့မိတဲ့အတွက်ကြီးမားတဲ့အမှားတစ်ခုကျူးလွန်ခဲ့ဘူးလို့ပါဝူခေါင်ကတော့သူ့ညီကိုတွေကိုအထင်မသေးစေဖို့ရည်ရွယ်ချက်ရှိခဲ့ပေမဲ့သူ့လောက်ရက်တွေကြောင့်သူတို့တွေကအများပြားတည်ဆုံခဲ့ရပါတယ်အမှားဟောင်းကိုထပ်မလုပ်ဖို့လီဝကတတိပေးပေမဲ့ဝူခေါင်ကတော့သူ့စကားကိုနားမထောင်ခဲ့ပါဘူးနှစ်ယောက်သားသဘောထားချင်းမတိုက်ဆိုင်ကြတာကြောင့်ဝူခေါင်အဲ့ဒီနေရာကနေထွက်ခွာဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူ့ချွေးမတော်ဇက်သူကဘလူးတပ်ဖွဲ့အချို့နဲ့ရောက်လာပြီးသူ့ကိုတားဆီးပါတယ်နောက်မဆုတ်ချင်တဲ့ဝူခေါင်ကသူတို့အားလုံးနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီးနောက်ဆုံးမှအောင်နိုင်သွားပါတယ်ဒါပေမဲ့လီဝရောက်လာပြီးညီကိုနှစ်ယောက်အပြင်းထန်တိုက်ခိုက်ကြပါတော့တယ်ရွှေတောင်ဝေးမပါတော့ဝူခေါင်ကအားနည်းနေပုံပေါက်ပြီးလီဝကအဲ့ဒီအချက်ကိုအခွင့်ကောင်းယူပါတယ်ကန်ကောင်းထောက်မှစွာနဲ့ပဲဘယ်သူမှမထိခိုက်ခင်ပါပဲဒီကချားဝင်ပြန်ပြေးပြီးဝူခေါင်ကိုခေါ်ဆောင်ကထွက်ပြေးနိုင်ခဲ့ပါတယ်တခြားတစ်ဖက်မှာတော့မူဇန်လို့ခေါ်တဲ့နတ်ဖျားတစ်ပါးကလုံထိုက်စီစီလာရောက်တွေ့ဆုံပြီးမကောင်းဆိုးရွားလို့ဖန်တီးထားတဲ့လက်နက်တစ်ခုကိုပေးအပ်လိုက်ပါတယ်။အဲ့ဒီလက်နက်ဟာမိုးစွမ်းအားထိမှန်သွားသူတွေကိုထိန်းချုပ်နိုင်တဲ့အန်တရာယ်ရှိတဲ့စွမ်းရည်ရှိတယ်လို့ဆိုကြပါတယ်။ဝူခေါင်အရင်ကလိုပယံပတာတွေထပ်မလုပ်အောင်တားဆီးဖို့အတွက်မူဇန်ကထိုက်စီကိုအဲ့ဒီလက်နက်ပေးခဲ့တာပါ။ဝူခေါင်အတိတ်ကလုပ်ရက်တွေကိုထပ်လုပ်မှာကိုနတ်ဖျားတွေကစိုးရိမ်နေကြတာကြောင့်သူလွတ်မြောက်သွားတဲ့အတွက်စိုးရိမ်တကြီးဖြစ်နေကြတာပါ။ဒါပေမဲ့မူဇန်ကထိုက်စီကိုအဲ့ဒီလက်နက်ကိုကိုကျိုးအတွက်မသုံးဖို့နဲ့နတ်ပြည်ရဲ့ဆုံးဖြတ်ချက်အတိုင်းဝူခေါင်ကိုဖမ်းဆီးဖို့ပဲလုပ်ဖို့တတိပေးခဲ့ပါတယ်။ဒါကိုထိုက်စီကလက်မခံပဲဝူခေါင်ကိုဖမ်းဖို့ဘယ်သူ့အကူအညီမှမလိုဘူးလို့ပြောဆိုပြီးမူဇန်ကိုနေရာတွေတပ်ပြလိုက်ပါတယ်။ပြီးတော့မှသူကသူ့လက်အောင်ငယ်သားတွေကိုမူဇန်ရဲ့အလောင်းကိုဖျောက်ဖျက်ဖို့အမိန့်ပေးလိုက်ပြီးဝူခေါင်ကပဲနတ်ဖျားကိုတတ်လိုက်တာလို့မူသားစကားပြောဆိုခဲ့ပါတယ်။ထိုက်စီဟာနတ်ဖျားတွေကိုဝူခေါင်တော့ကိုလိုက်ဖမ်းမိအောင်ဆွဲဆောင်ဖို့ဒီလိုလုပ်ခဲ့တာဆိုတာထင်ရှားပါတယ်။တခြားတစ်ဖက်မှာတော့ပင်ပန်းနွမ်းနယ်စရာခရီးစဉ်ပြီးမှဝူခေါင်ကသူ့ရဲ့ရွှေတောင်ဝေးကိုပြန်ယူဖို့အတွက်သူ့ရဲ့အိမ်ဟောင်းကိုနောက်ဆုံးတော့ရောက်ရှိလာပါပြီ။အစပိုင်းမှာသူဟာသူ့အိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့အီယာမဂေါ်ရီလာမြောက်ကြီးနဲ့တွေ့ဆုံပြီးနှုတ်ဆက်ဖို့ကြိုးစားပါတယ်။
ဒါပေမဲ့နှစ်ပေါင်းများစွာခွဲခွာခဲ့ရတာကြောင့်အဲ့ဒီသားရဲကဦးခေါင်ကိုမမှတ်မိတော့ပဲရန်လိုလာပါတယ်ကံကောင်းထောက်မစွာနဲ့ပဲရီကငှက်ပြောသီးတစ်လုံးတုံးပြီးသူ့ကိုအေးစီးသွားအောင်လုပ်ပေးနိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာသူတို့နှစ်ယောက်ရွှေတောင်ဝေးသိမ်းစီထားတဲ့နေရာကိုရောက်သွားကြပါတယ်ဦးခေါင်ကသူ့အစွမ်းကုန်အသုံးပြုပြီးယူဖို့ကြိုးစားပေမဲ့နေရာကနေတော့မရွှေ့နိုင်ခဲ့ပါဘူးခဏကြာမှာတော့ထိုက်စီရဲ့အမိန့်နဲ့ဦးခေါင်ကိုရွှေတောင်ဝေးမယူနိုင်အောင်တားဆီးဖို့ငွေဘိုးချုပ်တစ်ကောင်ရောက်လာပါတယ်သူတို့နှစ်ယောက်ပြင်းထန်တဲ့တိုက်ပွဲကိုဆင်နွှဲကြပြီးဦးခေါင်ကတော့သူ့ရဲ့အားထားရတဲ့လက်နက်မပါတာကြောင့်အသာစီးမရဖြစ်နေပါတယ်သူဟာမွေရဲ့တိုက်ခိုက်မှုတွေကိုခုခံဖို့ရုန်းကန်နေရပြီးမကြခင်မှာပဲထောင်ကျင်းထဲရောက်သွားပါတယ်အခက်အခဲဆုံးအချိန်မှာတော့မွေကမတော်တဆရီကိုထိခိုက်မိသွားပြီးသူမရဲ့တန့်စင်တဲ့သွေးတွေကရွှေတောင်ဝေးပေါ်စီးကျသွားပါတယ်ရုတ်တရက်ဆိုသလိုပဲလက်နက်ကအသက်ဝင်လာပြီးစွမ်းအားကြီးမားတဲ့အယောင်ဝါတွေထွက်ပေါ်လာကနောက်ဆုံးမှာတော့တစိတ်ခတ်ထားခြင်းမှလွတ်မြောက်သွားပါတယ်ဒါကဝူခေါင်ကိုစွမ်းအားတွေတိုးပွားလာစေပြီးသူတောင်ဝေးကိုကင်လိုက်တဲ့အခါငွေဘိုချုပ်ကိုအလွယ်တကူအနိုင်ယူပြီးမောင်းထုတ်လိုက်နိုင်ပါတယ်အောင်ပွဲရပြီးနောက်ဝူခေါင်တယောက်စိတ်တက်ကြွသွားပြီးရီကိုနတ်ပြည်သို့လိုက်ပို့ပေးပါမယ်လို့ကတိပေးလိုက်ပါတယ်နောက်တစ်ခါမှာတော့ရက်ဆက်တဲ့ရှန်ဒီကခုခံနိုင်စွမ်းမရှိတဲ့ဘလူးတွေကိုတပ်ဖြတ်နေတာကိုမြင်တွေ့ရပါတယ်ကလေးတယောက်အလှည့်ရောက်တဲ့အထိပေါ့အဲ့ဒီမှာရှိနေတဲ့လူကရက်ဆက်တဲ့နတ်ဖျားကိုငွေကြီးပေးပြီးတားဆီးဖို့ကြိုးစားပေမဲ့အချင်းကြီးတာဖြစ်ခဲ့ပါတယ်အဲ့ဒီအစားရှန်ဒီကကလေးကိုစားနောက်ထပ်ဘလူးတစ်ကောင်ကိုရပ်ပူစော်ဖို့တောင်းဆိုလိုက်ပါတယ်လူကသူ့တငယ်ချင်းတွေကိုထိတ်လန့်တကြားကြည့်လိုက်ပြီးဘသူမှရှိမထွက်လာတဲ့အခါသူ့ကိုယ်တိုင်အနစ်နာခံမှုဆုံးဖြတ်လိုက်ပါတယ်ရက်ဆက်တဲ့နတ်ဖျားကသူ့ကိုကွပ်မျက်ဖို့ပြင်ဆင်နေချိန်မှာပဲရုတ်တရက်ဝူခေါင်ကဘဲကရောက်လာမှမသိရောက်လာပြီးမကောင်းဆိုးရွားတွေကိုစတင်တိုက်ခိုက်ပါတော့တယ်သူ့ရဲ့မှုံဝင်တောင်ဝေးကြောင့်စွမ်းအားအပြည့်ရရှိသွားပြီသူကလူတွေကိုအကုန်အနိုင်ယူလိုက်ပြီးရှမ်းတွေကိုတက်လူနီးပါဖြစ်သွားပေမဲ့လီယူကသူ့ကိုတားဆီးလိုက်ပါတယ်လီယူကသူတို့ဟာစိတ်နှလုံးခင်းမဲ့သူတွေမဟုတ်တဲ့အတွက်ရန်သူတွေကိုကရုဏာထားတင်တယ်လို့အကြောင်းပြပါတယ်အဲ့ဒီတိုက်ပွဲအပြီးမှာတော့ဘလူးတွေကဝူခေါင်ကိုအားပေးချီးကျူးကြပြီးနတ်ပြည်ကိုသွားမဲ့သူ့ခရီးစဉ်မှာကူညီပေးဖို့ပါသဘောတူညီလိုက်ကြပါတယ်ဒါပေမဲ့လီယူကတော့ခေါင်းမာနေစေဖြစ်ပြီးသူ့ညီကိုကူညီဖို့ညှင်းဆန်လိုက်တာကြောင့်ဝူခေါင်တယောက်တခြားဘလူးတွေနဲ့အတူထွက်ခွာသွားပါတော့တယ်တစ်ဖက်မှာတော့ငွေဘိုချုပ်ကဝူခေါင်ရဲ့ရွှေတောင်ဝေးကိုမယူနိုင်အောင်တားဆီးဖို့ကြိုးစားခဲ့ပေမဲ့အောင်မြင်မှုမရှိခဲ့ကြောင်းထိုက်စီကိုအစီရင်ခံတင်ပြလိုက်ပါတယ်သူကကလေးမလေးတယောက်ရဲ့သွေးကရွှေတောင်ဝေးရဲ့တစိမ့်ကိုဖွင့်ပေးလိုက်တယ်ဆိုတဲ့အရေးကြီးတဲ့အချက်လက်ကိုလည်းပြောပြလိုက်ပါတယ်ဒီသတင်းကြောင့်ထိုက်စီတယောက်အမျက်ထောတာထွက်သွားပြီးအဲ့ဒီကလေးမလေးရဲ့သွေးကမူဆန်ပေးထားတဲ့မော်လက်နက်ကိုအသက်သွင်းနိုင်လိမ့်မယ်လို့ယုံကြည်တာကြောင့်သူမကိုဖမ်းဆီးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်အချိန်အနည်းငယ်ကြာပြီးနောက်ဝူခေါင်နဲ့သူ့ရဲ့ဘလူးတပ်သားတွေဟာရွာအသီးသီးမှာရှိတဲ့ရက်ဆက်တဲ့အုပ်စိုးရှင်တွေကိုတိုက်ထုတ်ဖို့ခရီးဆက်ခဲ့ကြပါတယ်သူတို့ရဲ့တိုက်ပွဲတွေဟာအောင်မြင်ခဲ့ပြီးဖိနှိပ်သူတွေကိုအလွယ်တကူအနိုင်ယူနိုင်ခဲ့ကြပါတယ်ဒီအောင်ပွဲအပြီးမှာတော့သူတို့ဟာပါတီပွဲငယ်လေးတစ်ခုလုပ်ပြီးအောင်ပွဲခံဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒါပေမဲ့သူတို့မသိလိုက်တဲ့ကြားထဲမှာပဲမွေဘိုချုပ်ဟာဝူခေါင်ရဲ့ဘလူးတပ်သားတယောက်လိုအသွင်ယူပြီးသူတို့ရဲ့ပါတီပွဲတွေကိုခိုးဝင်လာခဲ့ပါတယ်ထိုညနောက်ပိုင်းမှာဝူခေါင်နဲ့ရီတို့နှစ်ယောက်တည်းစကားပြောနေကြစင်ပါပဲမိဘတွေထိုက်စီရဲ့လက်ချက်နဲ့တေဆုံးသွားခဲ့ပြီးနောက်ပိုင်းသူမဘဝတစ်လျှောက်လုံးအထီးကျန်ခဲ့ရဖို့ကိုခလီမာလေးကရင်ဖွင့်ပြောပြလိုက်ပါတယ်ဝူခေါင်ကသူမကိုနတ်ပြည်ကိုမကြခင်ခေါ်သွားပြီးမယ်လို့ကတိပေးပြီးနှစ်သိမ့်ပေးဖို့ကြိုးစားခဲ့ပါတယ်နောက်တနေ့မှာတော့ဝူခေါင်နဲ့သူ့တပ်သားတွေဟာရှန်ဒီကိုအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပါတယ်ဝူခေါင်ကသူ့ကိုတပ်ပစ်ချင်နေပြီမယ်အကြမ်းဖက်မှုတွေကိုစိတ်ကုန်နေတဲ့ရီကတော့မလုတ်တင်ဘူးလို့တွေးလိုက်ပါတယ်သူမကဘာမှမစင်စားတော့ပဲအဲ့ဒီရက်ဆက်တဲ့နတ်ဘရားကိုလွှတ်ပေးလိုက်ပါတယ်ဒီဆုံးဖြတ်ချက်ကြောင့်ဝူခေါင်နဲ့ရီတို့ကြားစကားများရန်ဖြစ်ကြပြီးရီတယောက်လောသားထွက်ကထွက်ခွာသွားပါတော့တယ်သူမထွက်သွားတဲ့အချိန်မှာပဲငွေဘိုချုပ်ကအခွင့်ကောင်းယူပြီးသူမကိုပြန်ပေးဆွဲသွားပါတော့တယ်မကြာခင်မှာပဲသူတို့ဟာထိုက်ကြီးရဲ့နေရာကိုရောက်ရှိလာကြပါတယ်ထိုက်ကြီးကချက်ချင်းဆိုသလိုပဲလှုပ်ရှားလိုက်ပြီးသူမရဲ့သွေးကိုအသုံးပြုကသူ့ရဲ့အန်ဒီရဲ့ရှိတဲ့မော်လက်နက်ကိုအသက်သွင်းလိုက်ပါတယ်ထို့နောက်သူဟာသူ့ရဲ့စစ်သားတယောက်ကိုစိတ်ထင်းချုပ်ချင်းဖြင့်အဲ့ဒီလက်နက်ကိုစမ်းသပ်လိုက်ပါတယ်အားတင်စရာကောင်းတာကတော့ထိုတနာစရာကောင်းတဲ့သူဟာမဖြစ်တင်တာတွေကိုလှုပ်ဆောင်လိုက်ပါတယ်အခုတော့လက်နက်အလုပ်လုပ်ကြောင်အတီးပြုပြီးတာနဲ့ထိုက်ကြီးဟာဝူခေါင်ရဲ့ဂုံတိတ်ခါကိုဖျက်ဆီးဖို့ကြံစီပါတော့တယ်ဒါကြောင့်နောက်နေ့မနေ့တော့ပဲဝူခေါင်ရဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်လိုက်ပြီးသူ့ရဲ့စစ်တပ်ကိုပြန်လည်တိုက်ခိုက်စေပါတယ်ဝူခေါင်ကခုခံဖို့ကြိုးစားပြီးမယ်မော်အတက်ကအရန်ကိုအစွမ်းထက်လွန်းလာကြောင်းသူဟာသူ့ခန္ဓာကိုယ်ကိုပြန်ပြီးထိန်းချုပ်နိုင်ခြင်းမရှိတော့ပါဘူးရလာတဲ့အနေနဲ့ထိုက်ကြီးဟာဝူခေါင်ကိုသူ့ရဲ့အိမ်မွေးတိရစ္ဆာန်အေယာမမြောက်ကြီးကိုပါတပ်ပစ်စေခဲ့ပါတယ်ဒီဖြစ်ရပ်ကဝူခေါင်ကိုစိတ်ထိခိုက်ပြီးကြေကွဲသွားစေခဲ့ပါတယ်ဘာလို့လဲဆိုတော့သူဟာသူ့ခန္ဓာကိုယ်ကနေဒီလိုရက်ဆက်တဲ့လုပ်ရက်တွေကိုကျူးလွန်နေတာကိုတားဆီးနိုင်ခြင်းမရှိတော့ပါဘူးခဏအကြာတွင်ဝူခေါင်၏ခန္ဓာကိုယ်ကိုထိန်းချုပ်ထားသောမော်စွမ်းအားသည်ပျောက်ကွယ်သွားပြီးဝူခေါင်တယောက်စိတ်ထိခိုက်ကြေကွဲကနောင်တတရားတို့ဖြင့်ပြည့်နှက်နေခဲ့သည်ထိုက်ကြီးသည်အခွင့်ကောင်းယူကဝူခေါင်၏ရွှေတောင်ဝေးကိုလူယူလိုက်ပြီးသူ့အသက်ကိုချမ်းသာပေးရန်အပေးအယူလုပ်ရတွင်အသုံးပြုခဲ့သည်တိုးတော့ထိုက်ကြီးသည်ဂတိဖြက်ကဝူခေါင်ကိုကိုမြတ်တော်မူအချိန်တွင်လီယူရောက်ရှိလာပြီးအကူအညီပေးကထိုက်ကြီးလက်နက်ကိုဖျက်ဆီးလိုက်သည်ထို့နောက်ဇလန်သည်ဝူခေါင်ဆိုးရွားလာသောအိမ်မက်ဆိုးမှနိုးထလာပြီးစိတ်ပြက်အားငယ်မှုမရေရာမှုတို့ဖြင့်ပြည့်နှက်နေသည့်အခန်းသို့ပြောင်းသွားသည်သူသည်သူ့အကိုထမ်းမှအကူအညီတောင်းခံတော့လေတခြားဘလူးများကဝူခေါင်ကိုတစ္ဆာဖောက်တယောက်မြင်နေကြသည့်အတွက်လီယူသည်သူ့ကိုမကူညီနိုင်ခဲ့ပါသူကျူးလွန်ခဲ့သောရက်စက်မှုများကြောင့်ဘလူးများကသူ့ကိုလိုက်လံရှာဖွေနေကြသည်ဝူခေါင်၏အနာဂတ်သည်အလွန်မှောင်မိုက်နေပြီးသူသည်ကြမ်းကြမ်းခံရမိမိ၏စိတ်ဆန္ဒမှလွှဲဘာမှမကြံရှိတော့ကြေကွဲွယ်ရာဖြစ်ရများအပြီးတွင်ဝူခေါင်သည်အထီးကျန်ဘဝကိုဖြတ်တန်းရန်အတင်းအကျပ်ဖြစ်လာခဲ့ပြီးစိတ်ပြအားငယ်မှုများဖြင့်ပြည့်နှက်ခါလီကိုအလွန်အမင်းတောင်းတနေခဲ့သည်သူသည်မိမိကိုတစ္ဆာဖောက်တည်းဟုမြင်နေကြသောလူအားလုံးထံမှမိမိ၏အထောက်ထားကိုဖုံးကွယ်ရင်းလေးလံသောစိတ်နှလုံးဖြင့်မြို့ထဲတွင်လမ်းလျှောက်နေခဲ့သည်တနေ့တွင်မြို့ထဲ၌လှည့်လည်သွားလာနေစဉ်လူတိုင်း၏ဆုံးဖြတ်ခြင်းကိုခံထားရ၍စိတ်ပြက်နေသောရှန်ဒီနှင့်ရုတ်တရက်ဆုံးမိလေသည်ဆုံးရှုံးစရာဘာမှမရှိတော့သည့်အတွက်ရှန်ဒီသည်ရီရှိနေသည့်နေရာကိုဝူခေါင်အားပြောပြလိုက်သည်
ဒီတည်င်းစကားကြောင့်လီကိုကဲတင်ရန်အတွက်ငူခေါင်းမျောလင့်ချက်နဲ့ဆုံးဖြတ်ချက်များပြန်လည်တောက်လောင်လာခဲ့ပြီးနောက်ထပ်ခရီးတစ်ခုကိုစတင်လိုက်ပါတယ်။သို့တော့သူအကြိုက်ဆုံးလက်နဲ့မပါရှိတဲ့ဖြင့်တာမန်တုတ်တစ်ချောင်းကိုသာယူဆောင်သွားခဲ့တယ်။နန်းတော်လေးကိုငွေပူချုပ်ပြီးစိတ်ပြောင်းသွားပြီးလီကိုကူညီရန်ဆုံးဖြတ်လိုက်တယ်။ထိုက်စီဤလုံးရများမှာမိမြရက်ဆက်ပြီးမတရားကြောင့်သဘောပေါက်သွားတဲ့ဖြင့်အပြစ်မဲ့သောကလေးမလေးစင်းရဲဒုက္ခရောက်နေတယ်ကိုသူမကြည့်ရတော့ဘူး။သို့တော့သူ၏အစီအစဉ်ကိုမလုပ်ဆောင်မိမှာပဲထိုက်စီကသူ့ကိုဖမ်းမိပြီးအကျဉ်းထောင်လေးကိုပြစ်သွင်းလိုက်ပြီ။အကျဉ်းချနေစဉ်အတွင်းငွေပိုချုပ်တီဝူခေါင်ကိုအပဲကြောင့်မုန်းတီးရသည်ဆိုသည့်အကြောင်းရင်းကိုရီအာဖွင့်ဟပြောပြသည်။သူ၏အဆိုအရဝူခေါင်အတိတ်ကပြုလုပ်ခဲ့သောပရန်တပါရိဖြည့်ဆည်းမှုများကြောင့်သူကိုယ်တိုင်အပါဝင်ဘီလူအာနုံထိခိုက်ခဲ့ရသည်ဟုဆိုသည်။အချိန်အနည်းငယ်ကြာတွင်ဝူခေါင်သည်နဂါးနှစ်ဖျား၏နန်းတော်သို့နောက်ဆုံးတွင်ရရှိလာပြီးတာမန်တုတ်တစ်ချောင်းဖြင့်သူအားဝင်ရောက်တိုက်ခိုက်သည်။ဝူခေါင်သည်ရွှေတော်ဝင်းမရှိလင်စွမ်းအားမဲ့သွားမိကိုသိရှိထားသဖြင့်ထိုက်တီဝူခေါင်နောက်လာခြင်းအပေါ်လုံးဝစိတ်လှုပ်ရှားမှုမရှိဘဲတည်ငြိမ်နေသည်။မိတို့ပင်ဆိုစေကမုံကျွန်ုပ်တို့၏ဇက်လိုက်သည်မိမိလက်ထဲတွင်ရှိသည့်အားနည်းသောလက်နက်ဖြင့်အစွမ်းကုန်တိုက်ခိုက်ခဲ့သည်။သူ၏စ조사မှုများရှိတော့လေထိုက်တီကအသာစီးရသွားပြီးဝူခေါင်ကိုသူ၏သုံးကိုချွန်ဖြင့်တောင်းပိမိသွားအောင်လုပ်ကနောက်ဆုံးအချက်ကိုထိုးတက်ရန်ပြင်ဆင်လိုက်သည်။အဲ့ဒီချိန်မှာပဲငွေပိုးချုပ်ကပြန်ပေါ်လာပြီးသူ့ရဲ့မော်တာကိုတုံးကသူ့ကိုယ်သူနဲ့ရီကိုလွတ်မြောက်အောင်လှုပ်ဆောင်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဝူကောင်းနဲ့ငွေပိုးချုပ်တို့ပူးပေါင်းပြီးထိုက်စီကိုအပြင်းထန်တိုက်ခိုက်ကြပြီးမဲ့သူတို့နှစ်ယောက်လုံးပူးပေါင်းတိုက်ခိုက်တော့လေနတ်ဖွားကိုမအနိုင်ယူနိုင်ခဲ့ပါဘူး။ကံမကောင်းစွာနဲ့ကလေးတိုက်ပွဲအလယ်မှာထိုက်စီကသူ့ရဲ့သုံးခွဲချွန်ကိုရီစီပစ်ပောက်လိုက်တဲ့အတွက်ဝူကောင်းရဲ့မစီရှိမှတင်သူမတိတ်ဆုံးသွားခဲ့ရပြီးဝူကောင်တယောက်အတိုင်းအစားမရှိသောဝမ်းနည်းကြေကွဲခြင်းနဲ့စိတ်ပစ်အားငယ်ခြင်းတို့ခံစားလိုက်ရပါတယ်။ထိုက်စီရဲ့ရည်ရွယ်ချက်ကဝူကောင်ကိုသူ့အတွက်အဖိုးတန်သူတယောက်ဆုံးရှုံးရခြင်းရဲ့နာကျင်မှုကိုခံစားစေချင်တာပါ။ဒါပေမဲ့ရည်ရည်တည်ဆုံးမှုကမမျှော်လင့်ထားတဲ့ရလဒ်တစ်ခုကိုဖြစ်ပေါ်စေပါတယ်။သူမရဲ့တန်းစင်တဲ့သွေးတွေကဝူကောင်ရဲ့ဝိညာဉ်နဲ့ရောနှောသွားပြီးသူ့ကိုမရှုံးနိုင်တဲ့ပုဂ္ဂိုလ်မြောက်ဖွေရင်အဖြစ်ပြောင်းလဲသွားစေပါတယ်။အပြည့်အဝပြောင်းလဲသွားပြီးနောက်ဝူကောင်ရဲ့ဒေါသကကြီးစိုးသွားပြီးမြောက်ဖွေရင်ကလက်စားချေဖို့ပြန်ရောက်လာပြီဆိုတာကိုဘီလူတွေကသိရှိလိုက်ကြပါတယ်။သူရဲ့ထူးခြားတဲ့စွမ်းအားကိုအသုံးပြုပြီးဝူကောင်ကရွှေတောင်ဝေးကိုပြန်လည်ယူဆောင်ကကောင်းကင်ကိုဖောက်ထွက်ပြီးသူ့ကိုနတ်ပြည်စီပို့ဆောင်ပြီးမယ်အေယာမအီဝေစားတီကြီးသွားစေလိုက်ပါတယ်။ဒီနေရာမှာသူကရည်သေးဆုံးရခြင်းအတွက်တိုင်ကြားဖို့နဲ့နဂါးနတ်ဖရာရဲ့လောက်ရက်တွေအတွက်လက်စားချေဖို့ကြီးရွယ်ပါတယ်။ပြင်းထန်တဲ့တိုက်ပွဲမှာဝူကောင်ကထိုက်ကြီးကိုတိုက်ခိုက်ပြီးနောက်ဆုံးအချက်မှာထိုက်ကြီးကနဂါးပုံစံပြောင်းလဲလိုက်ရင်တော့ဝူကောင်ကရင်ဆိုင်နိုင်ခဲ့ပါတယ်။သူကရက်ဆက်တဲ့နတ်ဖရာကိုမရမနာရိုက်နှက်ပြီးအကြမ်းဖက်စွာနဲ့အနိုင်ယူလိုက်ပါတယ်။ဒါပေမဲ့ဝူကောင်ကထိုက်ကြီးကိုတတ်တော့မယ့်အချိန်မှာကြီးကိုပြီးခဲ့တဲ့ကတိတစ်ခုကိုတတိယသွားပါတယ်။အသက်မတတ်ဘူးပါတယ်။ရလာအနေနဲ့သူကထိုက်ကြီးရဲ့အသက်ကိုချမ်းသာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။မကြခင်မှာပဲလီယိုနဲ့ငွေပိုးချုပ်တို့ကဝူခေါင်ကိုကူညီဖို့နဲ့ထိုက်စီကိုတတ်ဖို့ရောက်လာကြပေမဲ့ဝူခေါင်ကသူတို့ကိုတားဆီးလိုက်ပါတယ်။နတ်တီကိုဝူခေါင်ရောက်လာတာဟာပရန်ပတာဖြစ်စေဖို့မဟုတ်ပဲအမှားပြင်ဆင်ဖို့နဲ့နောက်ထပ်မငြိမ်သက်မှုတွေမဖြစ်အောင်တားဆီးဖို့သာဖြစ်ပါတယ်။ခဏကြာမှတော့ဗုဒ္ဓဘုရားရှင်ကဝူခေါင်ရှေ့မှာပေါ်လာပါတယ်။ထိုက်စီဟာစီးကြော်လွန်သွားပြီဖြစ်ကြောင်းနဲ့ဝူခေါင်နဲ့လောက်ရတွေကမှန်ကန်ကြောင်းသူကအတိအမှတ်ပေးပါတယ်။မိမိကိုယ်ကိုပြင်ဆင်ပြောင်းလဲပြီးပရန်ပတာတွေမရှာတော့တဲ့ဝူခေါင်အတွက်သူဂုံယူကြောင်းကိုလည်းထုတ်ဖော်ပြောကြားလိုက်ပါတယ်။ရီထွက်ခွာသွားတာကိုခွင့်လွှတ်ဖို့ဗုဒ္ဓကအကြံပေးပါတယ်။ဘာလို့လဲဆိုတော့သူမရဲ့လောကတွေရောက်ရှိလာခြင်းဟာဝူခေါင်ရဲ့တကူကောင်းဆန်တဲ့သဘောတဘာဝကိုဖယ်ရှားပေးပြီးသူပိုကောင်းတဲ့အသူဖြစ်လာအောင်ကူညီပေးဖို့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါကိုကြားတော့ဝူခေါင်ကသူ့ရဲ့မာနတွေကိုစွန့်လွတ်ပြီးသူ့ရဲ့ဘီလူရဲဘော်တွေကိုမှန်ကန်တဲ့လုပ်ရက်တွေလှုပ်ဆောင်ရမှာကူညီပေးဖို့ကတိပြုလိုက်ပါတယ်။နောက်ဆုံးမှာတော့ရီရဲ့ဝိညာဉ်ဟာကောင်းကင်ဘုံကိုတက်သွားပြီးဝူခေါင်ရဲ့တာဝန်ပြီးဆုံးသွားပါတော့လေ။နောက်ဆုံးခန်းမှာတော့ဝူခေါင်ဟာဖူဂျီတောင်မှာသူ့ရဲ့စွမ်းအားတွေကိုပြင်လည်စုစည်းနေတာကိုတွေ့ရပါတယ်။နှစ်ပေါင်းရာနဲ့ချီကြပြီးနောက်ပိုင်းမှာတော့ဘရင်တစ်ပါးကတွင်းထဲကိုပြုတ်ကျလာပြီးဝူခေါင်ကသူ့ကိုငကားနတ်ဘုရားရဲ့ပြန်လဲဝင်စားခြင်းအဖြစ်မှတ်မိသွားပါတယ်။ဝူခေါင်ရဲ့အစ်စ်တဘာဝကိုမသိတဲ့ဘရင်ကသူဟာဘီလူလားတရိတ်ဆန်လားဒါမှမဟုတ်လူလားလို့မေးလိုက်ပါတယ်။ဒီစကားလုံးတွေကဝူခေါင်ရဲ့သူဟာတကယ်တမ်းမှာကြီးမြတ်တဲ့မြောက်ဘရင်ဖြစ်ကြောင်းကဘာကိုပြသလို့တဲ့ရည်မှန်းချက်ကိုပြန်လဲနိုးတော်လေလိုက်ပါတယ်။